င်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ Visual H Tutorial အတွက်လေ့ကျင့်မှုလုပ်ထားတာလေးဖြစ်ပါတယ်။ဘာရုပ်ရှင်မင်းသားမင်းသမီးမပါ drama ပိုင်းတွေလည်းမရှိရိုးရိုးရှင်းရှင်း old fashion footage လေးဖြစ်ပါတယ်။ဒီဗီဒီယိုလေးနဲ့ editing scale လေးတွေကို level up လုပ်ဖို့အတွက်စလိုက်ရအောင်။ Okay ကျမတို့ topic အကြောင်းအရာလေးပြောလိုက်ရအောင်။ဒီနေ့ခေတ်လူတိုင်းနီးပါး line ပေါ်မှာ productivity hacks တွေကောက်တင်နေလိမ့်မယ်။ tools သစ်တွေ apps အစမ်းတွေ 5 step morning routine တွေ blah 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 ဒါပေမဲ့ productivity ရဲ့နောက်ွယ်က principle အစစ်အမှန်တွေတကယ်အရေးပါတာတွေကိုဘယ်သူမှစကားလို့ပြောကြတာမျိုးမတွေ့ရပါဘူးအဲ့လို principle တွေကိုနားမလည်ထားရင်တော့ကဘာလုံးက hacks တွေလည်းတင့်ကိုကဲတင်နိုင်မှာမဟုတ်ပါဘူးအဲ့ဒီတော့တကယ်အလုပ်ဖြစ်တဲ့ productivity principle 3ချက်အကြောင်းကိုကျမတို့ဆွေးနွေးကြည့်ရအောင်Principle 1မိမိရဲ့ခန္ဓာဗီဇဖြစ်စဉ်ကိုမဆန့်ကျင်ပဲအလုပ်လုပ်ပါ line မောက်ကအကြံပြုချက်တွေကကိုယ့်အတွက်အလုပ်မဖြစ်တာမလုပ်နိုင်တာမျိုးတွေရှိပါတယ်ဒါကပုံမှန်ပါပဲကျမတို့မှားနေလို့လည်းမဟုတ်ပါဘူးအားကြောင့်လဲဆိုတော့တယောက်နဲ့တယောက်တူမမတူတာကြီးကိုဥပမာအနေနဲ့ပြောရရင်မနက်၄နာရီခွဲဂျင်ထဆော့ရနီကိုကျွန်မစမ်းကြည့်ဘူးတယ်လုံးဝမကြိုက်ကျွန်မပုံစံကညပိုင်းတွေလောက်မှမိုတီဖြစ်ပြီးကုန်းရုံးလုပ်ချင်တဲ့ပုံစံကိုကျွန်မမနက်ခင်းဘက်တွေဂျာနယ်လေးလုပ်တာမျိုးလဲလုပ်ကြည့်ဘူးတယ်ကျွန်မအကြိုက်ဟုတ်မနေခဲ့ဘူးအလုပ်လုပ်နေရင်ခေါင်းနဲ့ပြဿနာတွေထလာပြီးဆိုမှဂျာနယ်လေးလုပ်ရတာပိုကြိုက်ပါတယ် social media blogger app တွေနဲ့လဲဒီလိုပါပဲအဲ့ဒါတွေကိုအရန်မုန်းတာခဏနားချိန်လေးဖုန်းပို့လိုက်ရမှာပေါ့ဒီချိုးတွေကလည်းပြောင်းလဲလာအောင်ပါပါကျွန်မဆိုအရင်ကလုံးဝညမအိတ်တက်တဲ့ဈေးကွက်ဖြစ်ခဲ့ဘူးတယ်ဒီလိုနဲ့တရက်ကြာစောစောထားတတ်တဲ့လူဖြစ်ပြောင်းလဲသွားရောတမင်လို့ယူခဲ့တာမဟုတ်ဘူးနော်သူ့အလိုလိုပဲဖြစ်သွားတာမို့အဲ့ဒီအတိုင်းရှေ့ဆက်လိုက်ရုံပဲအဲ့ဒါကအဓိကအချက်ပါပဲအတင်းလုံးမယူပါနဲ့ Principle 2နန်းနဲ့နဲ့တကယ်ထိရောက်တဲ့လှုပ်ဆောင်ချက်လှုပ်ရှားရီပြီးနေလို့စိတ်ရှုပ်ပြီးမလုပ်တော့တာမျိုးကြုံဘူးမယ်ထင်ပါတယ်မှန်တယ်လူတိုင်းနှီးပါပဲဖြည့်ရှင်းနည်းကတော့ဒီ Principle 2ပါပဲအခုချက်ချင်းထလုပ်နိုင်တဲ့အသေးဆုံးအလုပ်ကိုစဉ်းစားကြည့်ပါscript ရေးမှာလားအကြမ်းမြင့်ရေးကြီးလိုက်အကြမ်းမြင့်ရေးတာများတယ်ထင်နေရင်ဝက်ကြတစ်ကြောင်းပဲချရေးလိုက်များတယ်ထင်နေတော့လားခေါင်းစဉ်သာအရင်ချရေးလိုက်ဒီလိုသေးဖွားကိစ္စလေးတွေကပဲအလုပ်စလုပ်ဖို့အချိန်ရစေတာဘာကြောင့်လဲဆိုတော့တခုခုစလုပ်ပြီးမှ motivation ကလာတာမို့ပါဒါပြီးရင်တော့လုပ်စရာရှိတဲ့အလုပ်တွေဆက်လုပ်ဖြစ်သွားပါလိမ့်မယ်ဒီအချက်ကိုအကျိုးရှိရှိအသုံးချတတ်ပါစေ Principle 3ပိုလုပ်တိုင်းမကောင်းပါပိုလုပ်ရင်ပိုရမယ်ဆိုတာမှန်တဲ့နေရာလေးတွေရှိပါတယ်ဒါပေမဲ့အုံနောက်သုံးရတဲ့အလုပ်မှာကြတော့အဲ့လိုမဟုတ်ဘူးနော်ဥပမာနိုင်ဝက်လောက်ပဲလုပ်ပြီး result ကောင်းကောင်းရခြင်းရနေလိမ့်မယ်ဒါပေမဲ့4-5-6နာရီကြာအောင်လုပ်နေမိရင်တော့ result ကျလာပါလိမ့်မယ်ဆက်လုပ်ရင်10နာရီလောက်ကြာသွားရင်တော့ကိုထိခိုက်မြောင်လုပ်နေပါပြီဥပမာညတကောင်ကြီးကဏ္ဍဝင်ဆန်တဲ့ဗီဒီယိုတစ်ပုတ် edit ပြီးသွားပြီဆိုပြီးအားချောင်မိနေလိမ့်မယ်ဒါပေမဲ့နောက်နေ့ပြန်ကြည့်လိုက်တော့အမိုက်တာတာဖြစ်နေလိမ့်မယ်အဲ့လိုမျိုးမနာပဲနိုင်အတော်ကြာလုပ်နေရင်တော့ကြာလာတဲ့အခါစပြီးစိတ်ပင်ပန်းလာမယ်စိတ်ရောလူပါခြေကုံလက်ပန်းကြာလာမယ်လောက်ရခတ်တဲ့ထင်လှုပ်ချင်စိတ်တွေမရှိတော့ဘဲနဲ့ line မော်က productivity hack တွေထပ်ရှာမိပြန်ပါလိမ့်မယ်တကယ်ကခဏအနားယူဖို့လိုအပ်နေတာလေးပါပဲဒါကြောင့် line မော်ကအာယုံနောက်ဆရာ hack တွေကိုမေ့တာထားလိုက်ပါကိုကတကယ်ကိုအလုပ်ပြီးမြောင်လုပ်ချင်တယ်ဆိုရင်တော့ခန္ဓာကိုယ်ရဲ့အတန်ကိုနားထောင်ပါတေးသေးလေးတွေကနေစလုပ်ကြည့်ပါစိတ်ခံစားချက်တွေကိုလည်းထည့်စဉ်းစားပါဒါကမှတကယ် productivity နည်းမှန်ပါပဲ